ဒါပြီးတော့ဒီဘက်ချမ်းမှာရှိရဲ့ mobile ချက် file လေးကိုရွေးမယ်ရွေးပေါ်ရင် view ကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုတာနဲ့ဒီဘက်မှာcluster အဲ့ဒီအစိမ်းအောင်လေး3ကို select မှတ်ပေးပါဒီလိုမျိုးဆွဲလိုက်တာရပါပြီပြီးရင်အဲ့တော့ feed နှိပ်မယ်နှိပ်ပြီးသွားရင်အပေါ်ဆုံးမှာရှိရဲ့အဲ့ icon လေးကိုပြန်နှိပ်ပေးပါပြီးရင်တော့ okay ကိုနှိပ်လိုက်ပါဒါဆိုရင်တော့အဲ့လိုမျိုးသွားတာလေးကိုခဏလေးစောင့်ရမှာပဲဒီနေရာထိရောက်ပြီဆိုရင်အပေါ်ဆုံးမှာရှိရဲ့ access ဆိုတာလေးရှိမယ်အဲ့ဒါလေးကိုနှိပ်ပေးပါအဲ့ဒါနှိပ်ပြီးသွားပြီဆိုရင် version ဆွဲနေရလေးအဲ့ဒါဘယ်မှာရှိမလဲဆိုတော့အဲ့ဒီမှာရှိမယ် version ကိုနှိပ်မယ်ပြီး Android ကိုနှိပ်လိုက်မယ်ပြီးရင်အောက်ဆုံးမှာရှိရဲ့ version HTML ကိုထပ်ပြီးတော့နှိပ်ပေးပါအဲ့ဒီနောက်ရောက်ပြီဆိုတာနဲ့အဲ့ဒီမှာ test ဆိုတာလေးရှိမယ်အားလေးကိုရွေးပြီးတော့ကျွန်တော်အခုရေးတဲ့ဟာလေးကိုလိုက်ရေးပါဒီလိုမျိုး fan tab ဆိုပြီးတော့ရေးပြရမှာဖြစ်ပါတယ်အဲ့ဒါလေးရေးပြီးပြီဆိုတာနဲ့ backy နဲ့ဆေးလိုက်ပါအောင်ဆေးပွားရနဲ့ backy နဲ့ပဲပြန်ထွက်လိုက်ပါ backy နဲ့ပြန်ထွက်ပြီးတော့ auto sign အမှန်စစ်ချက် okay နှိပ်ပြီးပြီဆိုတာနဲ့ဒီလိုမျိုးအစားနေရာထိပြန်သွားပါသွားပြီးဆိုရင်အခုမှစပြီးတော့ဒီ mobile chat file ကိုစပြီး install တင်လိုက်ပါဒါဆိုရင်တော့ advanced server account အောင်မြင်စွာဖွင့်ပြီးတော့ပါပြီမိတ်ဆွေတို့တခြား advanced server application တွေထည့်ထားဆိုရင်လည်းကြိုပြီးဖြတ်ပြီးမှ install တင်ဖို့ပြောချင်ပါတယ်မသိရရှင်လာမေးလို့ရပါတယ်လိုတဲ့ဟာအကုန်လုံး Telegram channel မှာတင်ပေးထားဆိုတော့အဲ့ရနေ join ပြီးတော့တွားပြီးတော့ download ဆွဲလို့ရပါတယ်ဗျ